မြန်မာအိန္ဒိယနယ်စပ်ဖြစ်တဲ့မဏိပူရ်မြို့မှာထပ်ပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်ပွားနေပါတယ်စတာကတော့မိတ်သီးလူမျိုးအများစုနေထိုင်တဲ့ဘီရှနူပူရ်ခရိုင်ထရုံလာလိုဘီရွာကနေဖြစ်ပါတယ်မိတ်သီးလူမျိုးနဲ့ကုကီးလူမျိုးကြားမှာပြဿနာကရာစုနှစ်ကလေးကဖြစ်လာတာပါကုကီးလူမျိုးဆိုတာချင်းတိုင်းရင်းသားတွေတဲကအိန္ဒိယမြန်မာနယ်စပ်မှာနေထိုင်တဲ့လူမျိုးစုတစုဖြစ်ပြီးတော့မိတ်သီးလူမျိုးဆိုတာကတော့အိန္ဒိယနယ်စပ်မှာသုံးတဲ့နာမည်အရကတဲလူမျိုးကိုဆိုလိုတာပါအခုအဖြစ်ပြက်ကတော့ဧပြီလ9ရက်နေ့မှာကုကီးလက်နက်ကိုင်အဖွဲ့တွေကအိမ်တလုံးကိုရော့ကက်နဲ့တိုက်ခိုက်ခဲ့ပြီးတော့မိတ်သီးလူမျိုး9နှစ်အရွယ်ကလေးတဦးနဲ့9လသားမောင်နှမကလေးတဦးသေဆုံးခဲ့ပါတယ်အဲ့ဒီနောက်မိတ်သီးဒေသခံတွေကစန္ဒပြမှုတွေလုပ်ခဲ့ကြပြီးတော့ CRPF စခန်းတစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ် CRPF ဆိုတာကတော့အိန္ဒိယစစ်တပ်အဖွဲ့ကိုဆိုလိုတာပါအဲ့နောက်အခြေအနေကိုထိန်းချုပ်ဖို့အတွက် CRPF ကစန္ဒပြမှုတွေကိုဖြိုခွင်းပစ်ခတ်တာတွေလုပ်ခဲ့ပြီးတော့လူ2ယောက်ထပ်ပြီးတော့မှသေဆုံးခဲ့ပါတယ်အဲ့ဒီနောက်အခြေအနေတွေကပိုဆိုးလာပြီးတော့မင်းတို့ကငါတို့ကိုကာကွယ်ဖို့ရောက်လာပြီးဘာကြောင့်ငါတို့ကိုပဲတိုက်ခိုက်နေကြတာလဲလို့စန္ဒပြမှုတွေပိုဆိုးလာပါတယ်အဲ့ဒီနောက်ကလေး2ယောက်သေဆုံးမှုအတွက်စုံစမ်းစစ်ဆေးမှုတွေကိုဗဟိုအစိုးရထံလွှဲပြောင်းပေးခဲ့ပြီးတော့တချို့ခရိုင်တွေမှာသတင်းအမားတွေမပြန့်ပွားစေဖို့အင်တာနက်တွေကိုယာယီပိတ်ထားခဲ့ပါတယ်ဒါပေမဲ့စန္ဒပြမှုတွေကမရက်သေးပါဘူး2023ခုနှစ်မေလကနေစပြီးတော့လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်လာခဲ့ပြီးတော့ဒါကအဓိကမိတ်သီးနဲ့ကုကီးလူမျိုးကြားမှာအထောက်အပံ့နဲ့စီးပွားရေးအကျိုးကျေးဇူးတွေအပေါ်အငင်းပွားမှုတွေကြောင့်ဖြစ်လာတာပါဒီအချိန်ထိလူ260ခန့်သေဆုံးပြီးတော့6000ကျော်လောက်သူတို့ရဲ့ကိုယ်ပိုင်အိမ်တွေကိုစွန့်ခွာပြီးတော့ထွက်ပြေးနေရပါတယ်သူတို့ရဲ့နောက်ခံသမိုင်းကဘာလဲဆိုတာကိုသိချင်သူတွေအတွက်နောက်ဗီဒီယိုမှာအပြည့်အစုံတင်ပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်မြန်မာအိန္ဒိယနယ်စပ်ဖြစ်တဲ့မဏိပူရ်မြို့မှာထပ်ပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်ပွားနေပါတယ်စတာကတော့မိတ်သီးလူမျိုးအများစုနေထိုင်တဲ့ဘီရှနူပူရ်ခရိုင်ထရုံလာလိုဘီရွာကနေဖြစ်ပါတယ်မိတ်သီးလူမျိုးနဲ့ကုကီးလူမျိုးကြားမှာပြဿနာကရာစုနှစ်ကလေးကဖြစ်လာတာပါကုကီးလူမျိုးဆိုတာချင်းတိုင်းရင်းသားတွေတဲကအိန္ဒိယမြန်မာနယ်စပ်မှာနေထိုင်တဲ့လူမျိုးစုတစုဖြစ်ပြီးတော့မိတ်သီးလူမျိုးဆိုတာကတော့အိန္ဒိယနယ်စပ်မှာသုံးတဲ့နာမည်အရကတဲလူမျိုးကိုဆိုလိုတာပါအခုအဖြစ်ပြက်ကတော့ဧပြီလ9ရက်နေ့မှာကုကီးလက်နက်ကိုင်အဖွဲ့တွေကအိမ်တလုံးကိုရော့ကက်နဲ့တိုက်ခိုက်ခဲ့ပြီးတော့မိတ်သီးလူမျိုး9နှစ်အရွယ်ကလေးတဦးနဲ့9လသားမောင်နှမကလေးတဦးသေဆုံးခဲ့ပါတယ်အဲ့ဒီနောက်မိတ်သီးဒေသခံတွေကစန္ဒပြမှုတွေလုပ်ခဲ့ကြပြီးတော့ CRPF စခန်းတစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ် CRPF ဆိုတာကတော့အိန္ဒိယစစ်တပ်အဖွဲ့ကိုဆိုလိုတာပါအဲ့နောက်အခြေအနေကိုထိန်းချုပ်ဖို့အတွက် CRPF ကစန္ဒပြမှုတွေကိုဖြိုခွင်းပစ်ခတ်တာတွေလုပ်ခဲ့ပြီးတော့လူ2ယောက်ထပ်ပြီးတော့မှသေဆုံးခဲ့ပါတယ်အဲ့ဒီနောက်အခြေအနေတွေကပိုဆိုးလာပြီးတော့မင်းတို့ကငါတို့ကိုကာကွယ်ဖို့ရောက်လာပြီးဘာကြောင့်ငါတို့ကိုပဲတိုက်ခိုက်နေကြတာလဲလို့စန္ဒပြမှုတွေပိုဆိုးလာပါတယ်အဲ့ဒီနောက်ကလေး2ယောက်သေဆုံးမှုအတွက်စုံစမ်းစစ်ဆေးမှုတွေကိုဗဟိုအစိုးရထံလွှဲပြောင်းပေးခဲ့ပြီးတော့တချို့ခရိုင်တွေမှာသတင်းအမားတွေမပြန့်ပွားစေဖို့အင်တာနက်တွေကိုယာယီပိတ်ထားခဲ့ပါတယ်ဒါပေမဲ့စန္ဒပြမှုတွေကမရက်သေးပါဘူး2023ခုနှစ်မေလကနေစပြီးတော့လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်လာခဲ့ပြီးတော့ဒါကအဓိကမိတ်သီးနဲ့ကုကီးလူမျိုးကြားမှာအထောက်အပံ့နဲ့စီးပွားရေးအကျိုးကျေးဇူးတွေအပေါ်အငင်းပွားမှုတွေကြောင့်ဖြစ်လာတာပါဒီအချိန်ထိလူ260ခန့်သေဆုံးပြီးတော့6000ကျော်လောက်သူတို့ရဲ့ကိုယ်ပိုင်အိမ်တွေကိုစွန့်ခွာပြီးတော့ထွက်ပြေးနေရပါတယ်သူတို့ရဲ့နောက်ခံသမိုင်းကဘာလဲဆိုတာကိုသိချင်သူတွေအတွက်နောက်ဗီဒီယိုမှာအပြည့်အစုံတင်ပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်